Can you say me no? Chita de ludi alo minglava. Yiza mashi de ludi alo minglava. Adi tan pumyare. Yiza ji de ludi le minglava. Ada ada nela be.ကျွန်တော်နာမည်အမျိုးမျိုးရှိပါတယ်အဖေမေပေးတဲ့နာမည်ရှိတယ်တငယ်ချင်းတွေခေါ်တဲ့နာမည်ရှိတယ်တငယ်ချင်းတွေကလည်းချစ်ရင်ချစ်တယ်လို့ခေါ်ပါတယ်ဒါပေမဲ့ဘသူတွေဘယ်လိုပဲနာမည်ပေးအများပေးတဲ့နာမည်ကတော့ပို့ပြီးလူလောကမှာအခြေပို့ခိုင်းတယ်လို့ထင်တယ်အခုခင်ဗျားတို့သိတဲ့ဥဖုံးဓာတုဆိုတာအများပေးတဲ့နာမည်ပါအခုကျွန်တော်ဒီကိုရောက်လာတာတော့ဥဖုံးဓာတုအနေနဲ့ရောက်လာတာပါအခုဘယ်ခေါင်းစဉ်ပြောရမလဲလို့တိုင်ပင်ကြတော့ပထမကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကတော့ Smart Society လို့ပေးထားတာအဲ့ဒါကြီးဆိုလို့ရှိရင်နည်းနည်းလေးလေးမယ်တနည်းအားဖြင့်အဲ့ဒါမျိုးကြာရင်အကြောင်းသား200 300လောက်ကိုပဲ presentation point နဲ့ပါတယ်ရှင်းကောင်းမယ်ပေါ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာနောက်တစ်မျိုးဘယ်လိုပြောမလဲစဉ်းစားရင်းနဲ့ချက်ချင်းဆိုသလိုကျွန်တော်ဒါလေးတင်လိုက်တာပါခေါင်းစဉ်ကတော့ love plus question mark ဟုတ်ဒီအကြောင်းကိုဒီခမ်းမကြီးထဲမှာဒီလောက်များပြားလာတဲ့ចောင်းသားတွေရှိပြောခွင့်ပေးတဲ့ကိုယ်တငယ်ချင်းကိုလည်းကျေးဇူးတင်တယ်ဝိုင်းဝန်းပြီးကူညီကြတဲ့ဆရာဆရာမတွေကိုလည်းကျေးဇူးတင်တယ်အထူးသဖြင့်ចောင်းသားចောင်းသူတွေအားလုံးကိုကျေးဇူးတင်တယ်ဗမာပြည်မှာတက္ကသိုလ်တွေအများကြီးပဲရှိတယ်မန္တလေးရတနာဘုံတက္ကသိုလ်မောင်မောင်နိုင်ရှိမှာဟောဘူးတယ်နောက်ပြီး Alpha 9မှာလည်းဟောဘူးတယ်မန္တလေးတက္ကသိုလ်ကြီးထဲမှာရန်ကုန်တက္ကသိုလ်ထဲမှာလည်းဟောဘူးတယ်ဟိုတနေ့ကလှိုင်းနေမြေမှာဟောရတယ်ပုံမလင်းလင်းပြောရလို့ရှိရင်မုံရွာတက္ကသိုလ်လောက်စီကားပြီးတော့ចောင်းသားများတာဒီចောင်းတစ်ចောင်းပဲရှိပါတယ်ရန်ကုန်သူတွေလည်းချောတာပဲမန္တလေးသူတွေလည်းလှတာပဲမုံရွာသားတွေကပို့ပြီးလှလိုက်လို့စိတ်ထဲမှာကျွန်တော်ခံစားနေရတယ်ကဲကျွန်တော်ဟောပြောကြလေကျွန်တော်ဟောပြောချက်စကြပါစို့10နာရီလဲစခွဲပါပြီခေါင်းစဉ်မှာ love လို့အပြင်ကျွန်တော်က question mark လေးလည်းပြထားတော့စဉ်းစားစရာကောင်းတယ်အပေါင်းနောက်မှာပထမဦးဆုံးမေးချင်တာအချစ်ဆိုတာဘာလဲအချစ်ဆိုတာဘာလဲဆိုလို့ရှိရင်လူတရားမှာအဖြေတရားထွက်မယ်ထင်တယ်ဟုတ်တယ်အပြိုကြီးကိုမေးရင်အချစ်ဆိုတာဘာလဲအချစ်ဆိုတာအထီးကျန်ခြင်းကိုမွေးဖွားမပေးတဲ့နတ်မိမယ်လို့ပြောမှာပေါ့အသေးကွဲမှုတဲ့သူကိုမင်းမယ်အချစ်ဆိုတာဘာလဲအချစ်ဆိုတာအလုံးခါတိတဲ့စေကားကြီးပဲဒီလိုပဲချစ်နေလေနဲ့ကိုချစ်သူကိုစိတ်မချလက်မချဖြစ်နေတဲ့သူကိုမင်းမယ်အချစ်ဆိုတာဘာလဲအချစ်ဆိုတာရေခဲတုံးလိုပဲလက်လေးနဲ့ကရင်အေးတယ်ရင်ပတ်ထဲလက်ရောက်တော့ပူလိုက်တာအမျိုးမျိုးဖြေပါလိမ့်မယ်အချစ်မှာအဓိပ္ပာယ်တွေအမျိုးမျိုးရှိမယ်လို့ထင်တယ်ဒါပေမဲ့အဲ့ဒီလိုအချစ်တွေကိုကျွန်တော်ကအဓိပ္ပာယ်ဖွင့်ချင်တာမဟုတ်ဘူးကျွန်တော်ပြောချင်တဲ့အချစ်တွေအများကြီးထဲမှာအချစ်တော်မှာဘာလေးပေါင်းထည့်ရင်ဘယ်လိုအဓိပ္ပာယ်ပြောင်းသွားမလဲစဉ်းစားစရာသိကောင်းတာပဲအချစ်ကိုအချစ်မှရင်ရမထားဘူးကျွန်တော်ဓာတုဗေဒသင်တယ်ဆိုတော့ acid ကို acid တိုင်းထားရင် acid ပဲလေ acid က base နဲ့ပေါင်းတော့မှဘဝပြောင်းသွားတာရှာတာကိုလောကကြီးမှာအချစ်ကိုကျွန်တော်တို့ဘာလေးပေါင်းရင်ဘယ်လိုအဓိပ္ပာယ်ရှိမလဲကဲပထမဦးဆုံးအချစ်ကိုကျွန်တော် coffee နဲ့နှိုင်းခြင်းတယ် coffee လို့ပြောရင်ပူမအရသာရှိတာမဟုတ်ဘူးအေးဆက်နေတဲ့ coffee ကလည်းအရသာရှိတာပဲသူရဦးတို့ငါတို့ final ဖြေတော့ကသူ့အဖေကဆရာဝန်ဆိုတော့သွေးပံမှာတို့အိတ်ကြတော့ coffee အေးသူအရင်စတိုက်တာအေးနေတဲ့ coffee အမှန်တော့ဘာမှမဟုတ်သွေးလူတဲ့အခါသွေးတွေမပြည့်စည်အောင်ထားတဲ့ရေခဲတက်တာကြီးရှိရေခဲတိုင်ကြီးပေါ့ကွယ်ထဲမှာ coffee ထိုက်ပြီးသူတိုက်တာတညာလုံး coffee တောက်ပြီးတို့စချက်ခဲ့တယ်ပြောချင်တာအချစ်က coffee နဲ့တူတယ်လို့ပြောရင်လည်းမှန်တာပေါ့ဒါပေမဲ့ရောစက်တဲ့ coffee မုန့်တို့တကြားတို့နှုတ်မုန့်တို့အချိုးစားပေါ်မူတည်ပြီးအရသာတော့ပြောင်းမယ်နော်
ချစ်သူကိုသိအလိုမလိုက်နဲ့ခါသွားလိမ့်မယ်ချစ်သူကိုအလိုမလိုက်နဲ့လို့ပြောရင်နည်းနည်းလေးတော့အလိုလိုက်ဖြစ်သွားမှာဆိုလို့ဒီလိုပဲကော်ဖီမှလည်းအမျိုးမျိုးအရသာရှိတယ်ပူသည်ဖြစ်စေအေးသည်ဖြစ်စေကော်ဖီကအရသာရှိတယ်အချစ်ဟာကော်ဖီနဲ့တူတယ်လို့ပြောရင်လည်းလူတချို့လက်ခံမယ်လို့ထင်တယ်နောက်တစ်ခုအချစ်ဟာဖျောင်းနိုင်နဲ့တူတယ်ကိုချစ်သူကိုကလမ်းပြရတယ်ကိုချစ်သူကိုကအလင်းပေးရတယ်တဖြည်းဖြည်းနဲ့ကိုယ့်ဘဝအထီးကျန်ပြီးတိုးပြီးအရေးပျော်ပြီးကြံခဲ့တယ်သူကတော့နောက်ထပ်အလင်းအောင်တစ်ခုအောက်မှာကိုယ့်ကိုစွန့်ခွာပြီးသွားတယ်ဘာပဲဖြစ်ဖြစ်ကိုချင်တတ်ပါလေဒီလိုပဲအချစ်ကပန်းသီးလေးနဲ့တူတယ်အချစ်ကိုကျွန်တော်ငယ်တော့ပန်းသီးနဲ့တင်စားတယ်ဗျာနော်အချစ်ကိုပန်းသီးကျွန်တော်ငယ်ငယ်ကနားမလဲဘူးကျွန်တော်အမျိုးသမီးပါတယ်နှစ်30လောက်နေမှာအချစ်ကိုပန်းသီးနဲ့ဘာလို့နိုင်လဲကျွန်တော်သိတယ်တကယ်တော့အချစ်ကိုပန်းသီးနဲ့နိုင်တာကျွန်တော်တို့ပန်းသီးဝယ်တဲ့အခါမှာဘယ်ပန်းသီးမဆိုအနာအစာလေးတွေတစ်ခုနှစ်ခုတော့ပါစမြဲပဲဗျပန်းသီးတိုင်းမှာအနာအစာရှိတယ်ပန်းသီးခွဲတဲ့သူတိုင်းသိတယ်အဲ့ဒီအနာအစာပါတိုင်းပန်းသီးကိုလွတ်ပြလားအနာအစာလေးကိုဖယ်ပြီးလိလားအနာအစာလေးကိုဖယ်ပြီးအခွန်လေးခွာပြီးတော့စားတာပဲမဟုတ်ဘူးလားအနာအစာကိုပုံကြီးချက်ရင်ပန်းသီးနဲ့လွဲသွားမှာပေါ့ကိုချစ်သူမှာအပြစ်အနာအစာရှိပေမဲ့ကောင်းတဲ့အပိုင်းကိုရွေးကြည့်တတ်ဖို့အတွက်အချစ်ဟာပန်းသီးနဲ့တူတယ်အချစ်ဟာပန်းသီးနဲ့တူတယ်လို့ပြောသလိုလင်းရမရရမှာကျွန်တော်ဟာသူ့အတွက်ပန်းသီးတစ်လုံးဖြစ်တယ်သူဟာကျွန်တော်ရဲ့အနာအစာကိုပုံကြီးချက်ရင်သူနဲ့တို့ဘယ်ပြောမလဲသူကလည်းတို့အတွက်ပန်းသီးလေးပဲအနာအစာရှိတာပေါ့ဒီတိုင်းပဲတို့တငယ်ချင်းသူရဥပဒီเจ้าမှာပါကြုတ်ကြီးပေါ့ဒီမှာဒုပါကြုတ်တွေလည်းပါခုနစကားပြောတယ်တို့ငယ်တော့ဆရာဒေါက်တာကျော်မြင့်နော် physics ကနော်တို့မလေးတက်ကတို့မှာအဲ့တော့ကလေးဆိုတာမသိဘူးကွာဆရာကြီးဆိုတအားကြောက်တာဆရာကြီးကဟိုလန်းလာဒီလန်းပြေးတာအမှန်တော့မဟုတ်ဆရာဆိုတာလေအသက်ကြီးလေလူငယ်တွေနဲ့ပေါင်းကျင်လေသူတို့ရင်းနှီးပေါင်းတာသိခံကျင်တာလူငယ်တွေသူတို့နားကင်အယမ်းပြောတာဆရာတွေမှာလည်းပန်းသီးလေးလိုပါပဲအပြစ်အနာစာရှိမှာပါပန်းသီးတစ်လုံးလုံးပုတ်နေတာတော့မဟုတ်ဘူးနော်အနာအစာရှိလိမ့်မယ်ကိုချစ်သူမှာအနာအစာလေးကိုပုံကြီးမချက်ရဘူးကိုเจ้าကိုဆရာတွေမှာအနာအစာရှိပါတယ်အဲ့ဒီအနာအစာကိုပုံကြီးချက်ရင်ကောင်းတဲ့မိတ်ဆွေတွေလွတ်ထွက်သွားမှာပေါ့ဒီနေ့တို့တိုင်းပြည်ကလည်းလက်ရှိအစိုးရပန်းသီးနဲ့တူတယ်တို့မြင်တာအနာအစာရှိတယ်ကွာဘလောက်နာလဲဆိုလို့ရှိရင်တို့ထင်ပါတယ်အနာအစာရှိပါလိမ့်မယ်သို့တော့ပြီးခဲ့တဲ့ခေတ်တုန်းကလို့ပန်းသီးပုတ်ကြီးတော့မဟုတ်တာသိကြတယ်ကွာအဲ့ဒီအနာအစာကိုတို့ပုံကြီးချက်လို့ရှိရင်ပန်းသီးပုတ်တွေပြန်စားနေရမှာပေါ့အဲ့ဒီအနာအစာကိုအနာအစာဖြစ်ကြောင်းတော့ငါတို့သိရမယ်ပြောသင့်တာတော့ပြောရမယ်ဒါပေမဲ့အနာအစာကိုဖယ်ပြီးဒီပန်းသီးကိုဘယ်လိုအသုံးချမလဲလို့တွေးတတ်ရမယ်အချစ်ဟာဓာတ်ကြောင့်ပန်းသီးနဲ့တူတယ်နောက်ဆုံးတော့အချစ်ဟာအရာရာပါပဲလာမင်းကြီးကိုအချစ်လို့ပြောရင်လည်းမှန်တာပေါ့တွန်တဲသိမ့်တာတချင်လို့ဖိုးလာမင်းကိုအောင်သွဲခိုင်းမယ်လို့ဘာလို့ဟောဒီကန်တင်းဟောဒီကျောင်းထဲမှာရှိတဲ့ကန်တင်းရဲ့ထိုင်ကုန်လေးကလည်းကိုယ့်အတွက်အဓိပ္ပာယ်ရှိခြင်းရှိမှသူနဲ့အတူထိုင်ခဲ့တဲ့နေရာလေးသစ်ပင်လေးတွေကလည်းသူကနဲ့သူအဓိပ္ပာယ်ရှိမှပဲနွေရာသီရောက်လို့သူရဲ့ကြွေတာလဲတယောက်ချင်းမှာ love is everything နဲ့အရာရာတိုင်းဟာအချစ်နဲ့ပတ်သက်ရင်အဓိပ္ပာယ်ရှိနေတယ်ဥပမာတို့အမေအတွက်ဆိုလို့ရှိရင်အဖေချဲထိုးသွားတော့ရေးထားတဲ့လက်ရည်အမေခုထိမပြတ်သေးဘူးအဖေဆုံးတာ10နှစ်ရှိပြီအဖေတွက်ထားတဲ့ခဏန်းနေရှိတယ်ပေါက်လည်းမပေါက်ဘူးအဲ့ဒါအမေခင်ဗျာမပြတ်ဘူးအမေအတွက်ဒါအမေရင်ထဲကအချစ်ပေါ့အချစ်ဆိုတာတကယ်တော့အရာရာတိုင်းဟာအချစ်ပဲတို့အဲ့ဒီထဲကနေပြီးအချစ်တစ်ခုအကြောင်းပြောပြခြင်းတယ်ဘာလဲဆိုရင် love ကိုပေါင်းကြည့်မယ် love ကိုဘာပေါင်းလိုက်တာတော့ CARE ဆိုတာဘာလို့ကွယ်ဂယူစိုက်တာဟုတ်တယ် love ကို CARE ပေါင်းလိုက်ရင် mother လို့ခေါ်တယ် love ကိုကဲပေါင်းလိုက်ရင် mother လို့ခေါ်တယ်အချစ်ထဲမှာဂယုစိုက်ခြင်းပေါင်းရင်အမေလို့ခေါ်တယ်ကဘာပေါ်မှာဘယ်တော့မှလာစာမရတဲ့အိမ်ပေါ်ဟာအမေပဲဘယ်တော့မှလည်းလာကမရဘူးကဘာပေါ်မှာအကောင်းဆုံးသောစဖို့မှုအယောက်100 1000 1000စုလိုက်ပါကို့အမေလောက်ကောင်းတဲ့စဖို့မှုမရှိဘူး
ဘသူတွေဖြော်တဲ့ coffee ဘလောက်ကောင်းတယ်ပြောအမေဖြော်တဲ့ coffee ဟာနတ်တုတ်တာလိုပဲသိပ်ပြီးအရသာရှိတယ်ဘလောက်တန်ဖိုးကြီးတဲ့နာယီနိုးဆက်ဖဲဖြစ်မနဲ့ဟဲ့ကောင်ဟဲ့သမီးမနဲ့မိုးလိမ့်မီထတော့စာချက်တော့လို့ပြောတယ်အကောင်းဆုံးနှိုးဆက်ဟာလေအမေပဲလေဒီလိုပါပဲသိလှပါတယ်ဆိုတော့တူနာပြုဆရာမအဖြူအနီဝတ်ကလေးတွေဘလောက်ပဲချောပြီးကျင်နာပြုစုတတ်တယ်ပြောတို့များမင်းတို့နေမကောင်းတဲ့အခါအကောင်းဆုံးသောတူနာပြုဆရာမဟာအမေပဲကဘာပေါ်မှာအတော်ဆုံးဆိုတဲ့တက္ကမူးတွေဟာအမေဆိုတဲ့အိမ်ဆောင်တက္ကမူးလောက်စိတ်မရှိဘူးနော်အမေဟာ love ထဲမှာ CRE ကဲထည့်ထားတာကိုအမေလို့ခေါ်တယ်ဒါကြောင့်မို့လို့ပထမဦးဆုံး love ကိုကဲပေါင်းကြည့်ရင်အမေလို့အဓိပ္ပာယ်ရတယ်မေမေတာချစ်တဲ့မေမေစီစဉ်ငယ်ကျွင်းမဲ့ချစ်ချင်းတွေလိုက်ဆိုနော်ကဘာမြေကိုတာယာပါစေမေမေနေကောင်းလားမေ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 နှလုံးသားရဲ့ကြပြစွန့်ခြင်းမဲ့ပေးစာတမြေတာမေမေဆိုတန်ချိုအိုအေးမေမေဒီခေါလာမေမေပြန်လဲကရင်မခံစားတသိန်းသိန်းရှိုင်းမြဲရင်များဝဲငိုခြင်းနဲ့မေမေတာယံဝမ်းနဲ့နေမေမေအဝေးကမေ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 နှလုံးသားရဲ့ကြပြစွန့်ခြင်းမဲ့အချင်းမဲ့မြတ်တာမေမေဆိုတန်ချိုအေးမေမေနေကောင်းလားမေမေရွာမှာကြံခဲ့တဲ့အမေကတော့မျောနေမှာနော်ငါသမီးလေးအိမ်ကထွက်သွားတော့အပြိုလေးပါရွာပြန်လာတော့လေအပြိုလေးပဲမြင်မြင်ပါပေါ့သမီးတို့သားတို့မေးကြည့်ခြင်းနဲ့အိမ်ကလာတော့တယောက်တည်းနော်ရွာကိုပြန်ရင်လေတယောက်တည်းပဲဖြစ်ရင်ပိုကောင်းတာပေါ့နော်ဟုတ်ပြီလား၃ယောက်ဖြစ်သွားတယ်ကိုရောကလေးရောပါလာလို့အမေကတော့မျောနေမှာပဲငါသမီးတွေငါသားတွေမုံရတက္ကသိုလ်သွားတက်တယ်လိမ္မာတဲ့သူစာကြိုးစားတဲ့သူပညာတတ်တဲ့သူရွာကုံဆောင်မဲ့သူသို့မဟုတ်ရွာကုံကိုမဖြတ်မဲ့သူပေါ့အလုံနဲ့အကိုင်နဲ့အခွင့်အလမ်းတွေကိုအများကြီးပညာတွေတက်ပြီးပြန်လာတာကိုမျှော်မှာပဲအမေဟာနေကောင်းလားလို့အမေကိုမေးတယ်လို့ကိုယ်တိုင်လည်းလောကကြီးကိုနေတတ်ထိုင်တတ်တဲ့သူဖြစ်အောင်ကိုလည်းဂရုစိုက်ဖို့လိုတယ် love ကို care ပေါင်းရင် mother လို့ခေါ်တယ်ဒီတိုင်းပါပဲ love ကို
ကျင်နာချင်းပေါင်းလိုက်ရင်အဖေလို့ခေါ်တယ်တကယ်တော့အမေပိုက်တဲ့မှာမင်းတို့ငါတို့ရောက်နေစဉ်ကလေးကငါတို့ရဲ့ရှေ့ရေးကိုကြိုတင်စဉ်းစားနေတာအဖေနော်အိမ်ပြန်လာတဲ့အခါငါတို့အိပ်ပျော်နေတဲ့အချိန်ငါတို့မသိအောင်နဖူးလေးကိုခိုးပြီးနမ်းတတ်တာအဖေအရက်ဆိုင်မှာတငယ်ချင်းတွေနဲ့ဘလို့ပဲအရက်တောက်ခေါက်ဆွဲကြော်တထုံမှားတာဘသူ့အတွက်လဲဆိုရင်သားသမီးတွေစားဖို့ပေါ့နင်ထားကြီးဘလောက်ပဲတင်းတယ်ပဲပြောသားများသမီးများနေမကောင်းရင်ခြေမကန်ပြီးလက်မကန်ပြီးဖြစ်ပြီးသူ့ရဲ့ရင်ထဲကတောကကိုဟန်ဆောင်လို့လောကတွေကိုထွက်ဟောဒီသားသမီးစေကုဘိုးလေးရဖို့သူ့မှာရှိတဲ့မာနတွေကိုခွာချလို့အလုတ်ရှင်အောက်မှာခေါင်းငုံပြီးငွေရအောင်ရှာပေးတာအဖေနော်အဖေကယောက်ျားတစ်ယောက်ပါမာနရှိပေမဲ့သူ့မာနကိုခွာချတာမင်းတို့ငါတို့ချစ်လွန်းလို့အဖေကလည်းအမေနဲ့အတူကျေးဇူးရှိတယ်တရသီးခူးကြွေးတဲ့တရသီးခွဲကြွေးတဲ့အမေကိုချစ်တတ်တယ်လို့မိုးရဲလေထဲမှာတရက်ပင်ကိုအေးမိခံစိုက်ပေးတဲ့အဖေကိုလည်းချစ်တတ်ဖို့လိုတယ်ဒီလိုပါပဲမိဖို့ကြောင့်ထဲမှာတကုတ်ကုတ်နဲ့ထမင်းချက်နေတဲ့အမေဝေးလာတဲ့ဈေးကချွေးတမြနဲ့အပြေးတမြပြန်လာရတာအမေလင်ကိုသားကိုသမီးကိုမြီးကိုချိုချင်းဖန်ကန်ခါဖွဲရာစားစေတော့ရဲ့လို့မနာမနေအတော့ချက်မိတစ်ဖက်ရေတစ်ဖက်လက်နှစ်ဖက်ခြာလဲတဲ့အမေကိုငါတို့ချစ်တယ်ဒါပေမဲ့အဲ့ဒီမိဖို့ကြောင့်တွေကအဲ့ဒီချိုချင်းဖန်ကန်ခါအရသာရှိတဲ့အသီးနှံတွေစံတွေကိုအဖေချွေးနဲ့ဝယ်ထားတာငါတို့မမေ့ကြနဲ့တကယ်တော့အဖေဟာမေတ္တာကိုဖော်ပြနိုင်လောက်အောင်ဖော်ပြနိုင်စွမ်းမရှိတာမဟုတ်ဘူးယောက်ျားသားဖြစ်တာမို့ဖော်ပြဖို့အချိန်မရှိလောက်အောင်အိမ်အတွက်အလုပ်လုပ်နေရတာအိမ်ဦးနာလို့ပြောပြီးတကယ်တော့အိမ်ရဲ့အလုပ်သမားကြီးဟာအဖေပဲယုံဒါနမှာရောက်ရင်တော့ तू ကလူကြီးပေါ်လေဟိုလူကိုငေါ့ဒီလူကိုဟိုလုံးမပြီးသေးဘူးလားပြောအိမ်ရောက်ရင်တအိမ်လုံးရင်အငေါ့အငန်းခံရတာအဖေ သူရဦးပြုံးတယ်ဟုတ်တယ်တိတ်တနာစရာကောင်းတာအဖေပါဘာပဲပြောအရက်တစ်ပတ်အရက်တစ်ခွက်နဲ့အဖေမြတ်တာကိုငါတို့မမြင်ခဲ့ကြဘူးငါတို့ကလည်းငါတို့ပါပဲလေအိမ်ပြန်ရောက်လို့အဖေငုတ်တုတ်ထိုင်နေတာမြင်ရင်အဖေငုတ်တုတ်ထိုင်နေတာမြင်တယ်ဆက်လက်ကြီးတောက်လို့အမေရောလို့ဟောဒီပါဇက်ကမေးတယ်အမေငုတ်တုတ်ထိုင်တဲ့အခါအဖေရောလို့တခါမှမမေးတာငါတို့ကိုယ်တိုင်အဖေဖြစ်လာတော့သားသမီးရဲ့အပြုံးတစ်ချက်ဟာအလောက်ခွင်ထဲမှာအားတက်စေတယ်ဆိုတာသားသမီးတွေကိုသိစေချင်တယ်အဖေတို့အမေတို့ဟာသားသမီးထံကမမျော်လင့်ဘူးနော်ဘာမှမမျော်လင့်ဘူးဆိုပေမဲ့တို့ဖတ်ဖူးတဲ့စာရမိဘများသားသမီးထံကမျော်လင့်တာ၅ချက်ရှိတယ်တဲ့သားသမီးထံကမျော်လင့်တာတဲ့ငါတို့ကိုးကွယ်ယုံကြည်တဲ့ဘာသာတရားကိုငါသားသမီးတွေဆက်လက်ပြီးကိုးကွယ်ယုံကြည်လိမ့်မယ်လို့မျှော်လင့်နေယောက်ျားယူလို့ရတယ်အိမ်တောင်ပြုတ်လို့ရတယ်မိဘများမျှော်လင့်ချက်ကတော့သူဟာဘယ်ဘာသာဝင်ပဲဖြစ်သူ့ဘာသာဝင်ကိုပဲသူတို့လက်ထပ်တာကိုမြင်ချင်တယ်နှစ်မိဘရဲ့လက်ရင်းလက်ငုပ်စီးပွားရေးကိုမပြတ်စေးအောင်ထိမ့်သိမ့်သူလဲဖြစ်စေခြင်းတယ်ဆိုတဲ့မျှော်လင့်ချက်ရှိတယ်ငါတို့စီကပတ်စံလိုချင်တာမဟုတ်ဘူးနော်သုံးငါတို့တွေထားခဲ့တဲ့မြေအိမ်တိုက်တာအဆောက်အုံတွေကိုမပြောက်မပြက်မစီးမင်းတို့တွေထိမ့်သိမ့်ပေးလိုက်မယ်လို့မိဘတွေမျှော်လင့်နေလေးအိုမင်းမစွမ်းပြစ်ပြီးနေမကောင်းထိုင်မသာဖြစ်ရင်ဘယ်သူတွေဘယ်လိုပဲပြုစုဘယ်သူပဲစေးတိုက်သားကနေပြီးသမီးကနေပြီးအဖေနဲ့အမေကိုအမေဆေးလေးတောက်ပါတော့လားလို့ဆိုတဲ့စကားတစ်ခွန်းနဲ့သူများတိုက်တဲ့ဆေးတဲ့ကိုသားသမီးတိုက်တဲ့ဆေးကပိုပြီးယောဂမြန်ပျောက်တယ်လို့မိဘတွေကမျှော်လင့်နေနောက်ဆုံးတစ်ချက်ကတော့
သားသမီးနဲ့မိဘအစင်လာရမိဘတွေကအရင်သေကြတာပေါ့သူတို့သေလွန်သွားတဲ့အခါငါတို့သေပြီငါတို့ကိုတော့မမေ့မလျော့အမြတ်တမ်းပေးဝေပေးလိမ့်မယ်လို့မိဘတွေကမျှော်လင့်ကြတယ်ဒါကြောင့်မို့လို့ love ကို guidance ပေါင်းလိုက် father လို့ခေါ်တယ်ဒီလိုပါပဲ love ကို educator ပေါင်းလိုက်မယ်လမ်းညွန်ပြသပေးတာဆရာတေချာစဉ်းစားကြည့်ရင်အမေနဲ့အဖေကမွေးပြီး9 နှစ်သားကလေးကငါတို့အားလုံးကိုဒုတိယရင်ခွင်ဖြစ်တဲ့ဆရာတွေလက်ထဲကိုထည့်လိုက်ရတာဆရာတွေဟာလည်းမိဘတွေပါပဲအခုဒီမိဘရဲ့ရင်ခွင်ကတဆင့်ဆရာမများရဲ့ရင်ခွင်ထဲကိုရောက်လာတာတေချာတာတခုတော့ရှိတယ်မိဘနဲ့ဆရာဟာစေတနာထားတာချင်းအတူတူပဲငါတို့တွေဟာအတွေ့အကြုံနဲ့တယ် experience နဲ့တယ် exposure မရှိဘူးလူငယ်ဆိုတဲ့တက်ကြွတဲ့မန်ရှိတာကြောင့်ဆရာတို့မိဘတို့ပြောတဲ့စကားကိုခမည်းကြီးဘာသိလို့လဲဆိုတဲ့စကားတစ်ခွန်းနဲ့ပြစ်ပယ်တတ်ကြတယ်အထူးသဖြင့်ရင်ကနေလွယ်ပြီးမွေးတာမဟုတ်ပေမဲ့ကိုယ်ရင်ဝယ်သားခဲ့သူချစ်ရတဲ့ဆရာမတွေကတခါတလေရင်ထဲမှာနာကျင်တယ်မုန်းတီးတာမဟုတ်ဘူးငါတို့ကိုသူတို့နားမလဲပါလားဆိုပြီးကိုယ်တိုင်ဆရာဖြစ်တော့တို့ခံစားတတ်လာတယ်နည်းနည်းလေးစူးစမ်းလိုက်ုံနဲ့အောင်မယ်ဆိုတာမြင်နေတဲ့ဆရာကဒီကောင်မလုပ်ဘူးသူ့တိုးတက်စေချင်တာသေချာတာတခုရှိတယ်ဆရာခန္ဓာကိုယ်မှာရှိတဲ့အသွေးသားအလုံးဝတ်ထားတဲ့အဝတ်အစားအလုံးဟောဒီအသက်ကိုသွင်းပေးတာမိဘပါအသက်ကိုသွင်းပေးတာမိဘအဲ့ဒီအသက်ကိုအဓိပ္ပာယ်ရှိရှင်သန်တတ်အောင်မွေးမြူသင်ကြားပေးတာဆရာ love ထဲမှာ educated ပေါင်းလိုက်လို့ရှိရင် teachers တို့ခေါ်တယ်လာပြီ love ထဲမှာ thinking အတွေးခေါ်ပေါင်းထည့်ရင်တော့ပြီးရင် learning လေ့လာခြင်းတွေပေါင်းထည့်ရင်တော့ဘာလို့ခေါ်လို့ life လို့ခေါ်တယ်ဘဝဆိုတာမေတ္တာတရားရှိရမယ်ဘသူအပေါ်လဲကိုလည်းမေတ္တာရှိရမယ်လောကအပေါ်လည်းမေတ္တာရှိရမယ်ရှိယုံများမက thinking ရှိရမယ်ပြီးရင် learning ရှိရမယ်ဒါကိုဘဝလို့ခေါ်တယ် internet ထဲမှာရှာလိုက်ပါ 7 secrets of success အောင်မြင်ဖို့အတွက်လျှို့ဝှက်ချက်9ချက်ရှိတယ်တဲ့ you can find them သူကိုမင်းတွေ့အောင်ရှာလို့ရတယ်တဲ့ in your room နဲ့မင်းရဲ့အခန်းငယ်လေးတွေကနေပြီးမင်းဘဝအောင်မြင်အောင်လုပ်ပေးနေတဲ့အချက်9ချက်ရှိတယ်တဲ့အဲ့ဒီ9ချက်ကနံပါတ်1အချက်ကတော့ Windows say Windows ဆိုတာပြတင်းပေါက် say ဆိုတာပြောတာပေါ့ Windows say see the wall ကဘာကြီးကိုမင်းမြင်အောင်ကြည့်စမ်းပါ Windows ဆိုတာအိမ်ရဲ့ပြတင်းပေါက်လို့တစ်ချိန်လုံးကအဓိပ္ပာယ်ရပြီမယ်ဒီနေ့ Windows ဆိုတာဒါလည်း Window ပါပဲဒါလည်း Window ပဲလေဒီ Window တွေကမင်းဘာတွေကြည့်နေတော့TikTok ဆော့နေတာလားကင်မရာလေးကိုအောက်ကထိုင်ရတော့နစ်ဖင်ကြီးကကြီးသွားတာပေါ့အဲ့ဒါလေးကြီးပဲအခုဆိုလို့ရှိရင်ဖွင့်လိုက်တာအဲ့ဒါကြီးပဲဟုတ်ပြီလားအတန်သရုပ်ဆောင်တွေကလည်းများလိုက်တာအဲ့ဒါလေးကြီးဖယ်နေရတယ်ငါတို့မှာ Windows says see the wall ကဘာကြီးကိုငါတို့မြင်အောင်ကြည့်ကဘာကြီးဘာဖြစ်နေလဲမြင်အောင်ကြည့်တို့နိုင်ငံကလူတွေတို့ကြွားဝါခြင်းလို့ပြောတာမဟုတ်ဘူးနော်အရှိတောင်အာရှနိုင်ငံတော်တော်များများအကြောင်းမျိုးကြောင့်ရောက်ဘူးတယ်အစားတော့ကိုရီးယားသူတွေချောတယ်လို့ထင်တာတကယ်တွေ့တော့သမီးတို့သားတို့လာမချောဘူးဟုတ်ကိုရီးယားနိုင်ငံမှာရုပ်ရှင်ထဲမှာပါတဲ့တထေးတွေလေကုတ်နဲ့ငကတိုင်နဲ့အဲအားကုန်းနဲ့မို့လို့ပခုတ်ကူဘက်ကအဖိုးကြီးအဖွားကြီးတွေကလေကိုရီးယားအသားရည်အဖြစ်ကောင်းတယ်တို့ကြီးကယောက်ျားသားတွေယောက်ျားပိသားတွေចောင်းသားတွေဖျားရှင်ကိုအာနန္ဒာလျှောက်ထားတယ်တဲ့လောကကြီးမှာဘာအရေးကြီးဆုံးလဲလို့မင်းတို့ဘယ်လိုဖြေမလဲကျမ်းမာရေးကအရေးကြီးတယ်လို့ဖြေမယ်မဟုတ်ဘူးဥစ္စာစီးပွားအရေးကြီးတယ်မဟုတ်ဘူးပညာကအရေးကြီးတယ်အမျိုးမျိုးဖြေကြလိမ့်မယ်မဟုတ်ဘူးကိုယ်ကွယ်ယုံကြည်မှုကအရေးကြီးတယ်လို့ဖြေလိမ့်မယ်ဖျားရှင်ကအဲ့လိုမပြောဘူးလောကကြီးမှာအရေးကြီးဆုံးကကလျာဏမိတ်တလို့ခေါ်တယ်မိတ်ကောင်းဆွေကောင်းအရေးကြီးဆုံးပဲတဲ့
မိကောင်းဆွေကောင်းနဲ့ပေါင်းဖော်မိရင်မင်းလိုချင်တဲ့ကျမ်းမာရေးဖြစ်နိုင်တယ်မိကောင်းဆွေကောင်းနဲ့ပေါင်းရင်မင်းလိုချင်တဲ့ပညာမင်းလိုချင်တဲ့တရားဓမ္မဖြစ်နိုင်တယ်ဒါကြောင့်အာနန္ဒာရေတဲ့မိကောင်းဆွေကောင်းနဲ့ပေါင်းဖော်ခြင်းကလောကမှာအလုံးစုံပြည့်စုံတယ်ဒီတော့ဟောဒီမှာရှိတဲ့ကလေးတို့ရဲ့နာမည်တွေဘာတွေတို့မသိပါဘူးဒါပေမဲ့မင်းတို့အကြောင်းငါဘေးရင်ဟောလို့ရတယ်သမီးအကြောင်းကိုတို့ဘေးရင်ဟောမယ်ဒါပေမဲ့ဘေးရင်ဟောရင်ဘေးရင်ဆရာရှိကိုသမီးဘာပေးရလဲလက်ဝါးလေးပြခြင်းပြရမယ်မွေးသက်ကြီးပေးခြင်းပေးရမယ်သမီးအနာဂတ်ကိုတို့ဟောမယ်အဲ့ဒါမပေးနဲ့သမီးဘသူနဲ့ပေါင်းလဲပဲငါ့ကိုပြောညီအနာဂတ်ကိုငါပြောမယ်ဆရာမြတ်တန်းတင်ရတဲ့လူလေးထံသို့ပေးစာများထဲမှာပါတယ်မင်းဘယ်သူနဲ့ပေါင်းတယ်လဲငါ့ကိုပြောပါမင်းဘာကောင်လဲဆိုတာငါပြောပြမယ်တဲ့ပြောမယ်တို့တိုင်းပြည်မှာလဲတို့တိုင်းပြည်ပြောင်းလဲဖို့မင်းဘယ်သူနဲ့ပေါင်းမလဲသာငါ့ကိုပြောတိုင်းပြည်အနာဂတ်ငါပြောပြမယ်ဒါပဲမင်းဘယ်သူနဲ့ပေါင်းမလဲပဲပြောပါဖះရှင်လက်တဲ့တုန်းကမြင်းနေခြေခွင်းနဲ့မြင်းနေအမှန်မြင်းနေရအစအကောင်မြင်းနေခြေခွင်းတာဘာကြောင့်လဲလို့ရှာတော့မတွေ့ဘူးနောက်ဆုံးမှအပြစ်သွားတွေ့တယ်မြင်းတိုင်းကိုယ်တိုင်ကခြေခွင်းနေတော့မြင်းနေလိုက်ပြီးခြေခွင်းနေတို့တိုင်းပြည်ဟာ2015အထိမြင်းကောင်းကြီးတွေပါခြေခွင်းခဲ့ကြတာခြေခွင်းနဲ့မြင်းတိုင်းနဲ့တို့တွေ့ခဲ့လို့လေအခုတော့ခြေမခွင်းနဲ့မြင်းဟောဒီလိုရင်ကော့ပြီးပညာကြောင့်ရှောင်နေတာကိုချင်းတရားနဲ့လမ်းလျှောက်နေတဲ့အမေအိုကြီးကိုမြင်တော့ငါတို့တစ်See the wall ကဘာကြီးကိုမြင်အောင်ကြည့်ရမှာတကဘာလုံးဘာလုံးနေလဲကဘာပေါ်မှာပညာပြောင်းသွားပြီတို့ငယ်ငယ်တုန်းကပညာဆိုတာ2မျိုးပဲရှိတယ်အသိပညာနဲ့ဒီနေ့ကမှပညာ4မျိုးရှိသွားပြီအသိပညာရောအတတ်ပညာရောအပြင်နီးပညာပေါ်လာပြီအခုတချင်းပွင့်တာဒါနီးပညာနဲ့ဖွင့်တာကျိုးမပါဘူးနီးပညာနောက်မှာနောက်တရှိသေးတယ်အပုံးချပညာဆိုတာရှိသေးတယ်မသုံးတတ်ရင်လည်းအပူပဲမသုံးတတ်ရင်လည်းအပူပဲအခုတို့တွေ Facebook တွေculture လူတိုင်းသိတယ်လူသိနေတာနောက်ပိုင်းကတော့အခုလူပြောလဲများပြီလူသိတော့နဲသေးတယ် collaboration ရန်သူနဲ့ပူးပေါင်းဆောင်ရွက်ပြီးအလုပ်လုပ်တတ်ရမယ်ပြီးရင်ငါတို့တွေ connectivity connection တွေအကြောင်းကောင်းကောင်းသိရမယ်အစရှိသဖြင့်စီချောင်းလုံးနဲ့ကဘာကြီးကသွားနေပြီငါတို့တွေကစလုံးတွေခေါင်းငုံပြီးကြက်နေကြတဲ့ခက်ကရှေ့မတက်တော့ဘူးအေယာဝတီမြစ်ကြီးဘယ်လောက်ရှည်တယ်လဲမသိတာလူညံ့မဟုတ်ဘူး Google ထဲမှာ Googleization လုပ်လို့ရတယ်အမေတော်စန်းစုကြည်ရပြောတယ်နောက်တနှစ်20နေရင်စင်ကာပူကိုကြော်ရမယ်လို့ပြောတာဘသူ့ကိုယုံလို့ပြောတာလဲအဲ့ဒီစကားပြောတာသူ့ကိုယ်သူယုံကြည်မှုတဲ့ဘယ်သူတွေကိုအားကိုးယုံကြည်လို့ပြောတာလဲမင်းတို့ငါတို့ကိုယုံကြည်ပြီးပြောခဲ့တဲ့စကားနော်ငါတို့အဲ့ဒီလိုခံယူရမှာပြောခဲ့တာ20နေလို့မကြော်ရင်အမေတယောက်တည်းသိခါကြမှာမဟုတ်ဘူးငါတို့မျိုးဆက်10လုံးသိခါကြမှာနော်ကဘာကြီးကထွက်ပြေးသွားပြီအခုဒီတို့ကအချစ်ကလိုက်လို့ပြေးတာလားပြေးလို့လိုက်တာလားနဲ့ကိုမပြီးသေးဘူးဒီကနေ့ဒီကိုလာတာဒီအကြောင်းပြောချင်လို့လာတာပါလေကားတင်လေးပြထားပါတယ်ကလေးတို့ရဲ့အောက်ဆုံးကြည့်ပါ rightဒီနေ့လူပြောများတဲ့စကားရှိတယ် human right သိပြောတာပဲ human right လက်သင်ခန္ဓာပေါ်လူမှာ human right ရှိတယ်သို့သော human right က my right မဟုတ်ဘူးနော် human right က our right မဟုတ်ဘူးဆိုပါစို့ဒီထဲမှာရှိတဲ့ဆရာ right or right ပဲတယ်လီဖုန်းပါတာပဲဘာလို့တယ်လီဖုန်းနဲ့ silent လုပ်တာတော့မင်းတယ်လီဖုန်းမင်းပြောခွင့်ရှိတယ်သို့တော့တယ်လီဖုန်းလာလို့ရှိရင်အပြင်ထွက်ပြောရမှာပေါ့ right က ethic ကိုမကြော်ရဘူး
human right ဟာတခါတရံ my right ဆိုပြီးငါတို့ကကိုယ်ခံစားချက်ကိုရှေ့တန်းတအားတင်တယ်မှန်ပါတယ် right ဆိုတာရှိပေမဲ့ my right နဲ့ our right နဲ့ရှင် our right ကိုဦးစားပေးရတယ် our right နဲ့ public right ကိုရှင်လာရင် public right ကိုဦးစားပေးရတယ် loud speaker အကျယ်ကြီးဖွင့်တာဘာဖြစ်လဲငါတို့ရွာမှာမဆိုင်ဘူးလေမဖွင့်ရဘူးဒါငါတို့ our right ဒါပေမဲ့ public right ကိုဦးစားပေးရမယ်ဖျားနေနာနေတဲ့သူတွေရှိကောတို့တွေက right ကိုအလွဲသုံးတာတို့လူမျိုးတွေကအဲ့ဒီလို right ကိုအလွဲသုံးရင်အဲ့ဒီ right ကိုအလွဲသုံးတာကြောင့် right က law ထဲရောက်သွားရော law ထဲရောက်တော့ law တွေကများတော့ငါတို့မပျော်တော့ဘူးကျောင်းသားတွေမှာ student right ဆိုတာရှိတယ်ကွာတက္ကသိုလ်ကတော့ထားလိုက်တော့10တန်းအဆင့်ဆိုပြောလို့ရတယ်လူသားတစ်ယောက်အနေနဲ့ချစ်ခွင့်ရှိလားရှိတာပေါ့ရှိတာပေါ့သို့တော့ school right ကိုကြော်လို့မရဘူးလေ10တန်းမပြည့်ခင်နေရည်စားထားလို့ဖြစ်မလားဟာအခုတက္ကသိုလ်ရောက်လာပြီ right ရည်စားထားလို့ရတယ်မိဘရောဆရာရောနားလေတဲ့ဒီအထိသို့တော့လူရှင်းကိုဖက်ပြီးနှခမ်းစုံနေလို့ရမလားတစ်ပင်အောင်မှာလုံးချင်တိုင်းလုံးလို့ဖြစ်မလားအခုဖြစ်နေတာအဲ့ဒါပဲဒါပဲ right ငါတို့ right သူနဲ့ကိုယ်နဲ့ချစ်ရင်ပြီးတာပဲမင်းဒီအခန်းနဲ့နန်းလေဖြစ်မလားအဖေနဲ့အမေလင်းမယားကွာသူတို့ကြောင့်မင်းတို့မွေးလာတာပဲသူတို့နှစ်ယောက်စိတ်မထိန်နိုင်လို့ပြောခြင်းနဲ့လူတွေမအိတ်ခင်ပြောလို့ရလို့လားကဲပြော right or right ပဲ right ကလည်းအကန့်အသတ်ရှိသေးတယ်ဟဲ့အခုငါတို့က right ကိုတအားရှေ့တန်းတင်တာမှန်ပါတယ် right ကအကန့်အသတ်နဲ့သွားရတယ် right က ethic ကိုမကြော်ရဘူး culture right ကိုမကြော်ရဘူးဥပမာတို့ဟာဗုဒ္ဓဘာသာပါခရစ်ယာန်တကယ်ချင်းတွေရှိတဲ့ church တွေကိုအလဲသွားလို့ရှိရင်စုပ်စုပ်ပြတ်ပြတ်အင်ကြီးနဲ့သွားလို့မသိတော့ရဲတိုင်းအဖမ်းခံရတာအဲ့ဒါပဲလေ church တွေကိုသူစွတ်ချယ်ကြီးနဲ့ဝင်သွားတယ်ဟိုကလက်သစ်မခံဘူးလေတို့ဗုဒ္ဓဘာသာပါအစ္စလာမ်တကယ်ချင်းတွေရှိတယ်သူတို့ဗလီတို့ငါတို့သွားပြီးတော့တကယ်ချင်းခေါ်လို့အလဲသွားရင်သူတို့ခြေဆေးတယ်လို့ငါတို့ဆေးရတယ်မင်းဘယ်ဘာသာဝင်မဲဖြစ်ဖြစ် human right တွေပါလေလာမပြောနဲ့ဘုန်းကြီးကျောင်းနဲ့ဝင်မင်းဖဏတ်ချွတ်ရမှာပဲဒါပဲရွှေကုံဘုရားဝတ်တဲ့မင်းဖဏတ်ချွတ်ပဲမင်းနိုင်ငံတွေပါလာမပြောနဲ့ the right မင်း right ကဒီတို့နိုင်ငံရဲ့ ethic ကိုကြော်လို့မရဘူးဒါကိုတို့နားလည်ဖို့လိုတယ်အခုက right က ethic ကိုကြော်နေတော့တို့ conflict ဆိုပုတ်တိုက်မှုတွေမြန်မာနိုင်ငံမှာအများအပြားဖြစ်တယ်ဘိုးကျောင်းဆန်းတို့ခေတ္တကတိုင်းပြည်ကိုတိုက်ပြီးတော့တိဆောက်ရတိုက်တာတိုင်းပြည်အတွက်တိုက်ခိုက်ခြင်းဖြင့်တိဆောက်တာဒီနေ့ကြာမဟုတ်ဘူးတိုင်းပြည်ကိုပညာနဲ့မေတ္တာနဲ့တိဆောက်ရမှာဒါပညာရဲ့သဘောပဲမရှိသဘောကဘာကြီးကိုမြင်အောင်ကြည့် right ကိုအလွဲမသုံးရဘူးတို့ရမလေးရှားရောက်တယ်မလေးရှားနိုင်ငံရဲ့ right ကိုငါတို့ကြော်လို့မရဘူးတန်းစီဆိုရင်တန်းစီရတာပဲတန်းစီတာတောင်မှ Chinese ဆို Chinese ပဲစီရတာအာဆီယံဆိုအာဆီယံဘက်မှာစီရတာဘလောက်ပဲလူတန်းကြီးရှေ့ရှေ့ငါတို့တွေကြော်နေလိုက်ခွာနေလိုက်သွားလို့မရဘူးဟဲ့လူအခွင့်အရေးကငါဘာသာကကြော်တော့ဘာဖြစ်တော့လူအခွင့်အရေးရှိတော့ကွန်းထွေးမယ်ဖြစ်မရဘူး right ကတော့ right မရှိဘူးမဟုတ်ရှိတယ်သို့တော့ right ကိုဘလို့ထိတို့နားလဲတယ်လဲဆိုတာမင်းရဲ့ပညာပဲတဲ့တယ်ပြောမယ်မင်းဒီကြောင်အစင်ဘွဲရမှာပါဘွဲရတာဟာပညာတတ်လားတို့ဆရာတွေရှိတယ်ဘွဲတွေအများကြီးပဲဟောဒီမှာဘွဲတစ်စိတ်တွေနဲ့ဒါကိုပညာတတ်လို့ပြောရင်မပြည့်စုံဘူးရင်ဘတ်မှာချိတ်ထားတဲ့တစ်စိတ်တွေပခုံးပေါ်ကအပွင့်နေသူများကပေးတာတွေကအဲ့ဒါတွေကပညာမဟုတ်ဘူးပညာတတ်သလားမတတ်ဘူးလားကိုတိုင်းတာတဲ့စကားလုံးနှလုံးရှိတယ် do and don't do တဲ့နာကို do တာပညာတတ်တာပဲ don't တဲ့နာကို don't တာပညာတတ်တာပဲ do တဲ့နာကို don't ပြီး don't တဲ့နာကို do ရင်ပညာမတတ်ဘူးလို့ခေါ်တယ်ရှင်းရှင်းလေးပဲကျောင်းသားဒီကျောင်းရောက်လာတယ်ဘာဒူးရမလဲမစင်စားပေါ့စာကြည့်ရမှာဒူးလေကြီးစားတတ်နိုင်ရင်မထားနဲ့ဒုံပေါ့ထားပေါ်လေးပဲတတ်နိုင်မလဲဟိုဟာဒီဟာထိတော့မလုံးနဲ့ပေါ့ဒူးနဲ့ဒုံကိုနားလေတာပညာတတ်ပဲဝိတ်တော့ဆိုင်ကယ်စီးတင်လာပြောဒူးလားဒုံလားစီးနေတယ်ငါသိတယ်
Mima Mobu, Pony down there, wait out, car, and do the Lakane. Naloria, don't lay, don't they not do it, don't be a matalo. Luta Yaha, a Yashi Piedwala, Ko Josha Bola, and Yajo Tebola. Do that down there, Namale, a Yashi like that, Ko Josha. Captain Yamadada. Lotta goes at Diago, Pidua, Yongilo, Juelite. Mane Aya Tai, two sins I am Maga. Nadine Shwe to say that we will below person Shayamale. Toe! Mane Molina, Namesana, Nema, Parke, Shile, Belani, Magamule, Payuari, Mimele, de Vule, Naro, Lopea, Umelo, Senzara. Do! Natal the San and Natal Sangama. Aya tare ludo goes like passing valley to my bio. To my bio. Natal Sangan and Natal Nese, Hori at Rema, ludo goes the lady. Aya tie, Pelo Senzadele, Minoti Pari, Tabi Metra, Pandilita Lunsura, Mamibane. Do and down there, me right bomber, do and down me below the water. Riga, Athico Cholomiabu. Athico Cholane Piatanabe. I think a discipline or majoyabu. So I look when I pay so I look. She ali at the miles of the meal pay at the cheta. The meal that got sent in it. Hobila, Horitate, that got Chause. I don't got the missile and go, dear boy in a bezame. She would have about a 10-year jelly, won't I in Balloon, at the mean of Pesa Papito. Mayabu. I think but discipline or jolo. Mayabu. Discipline or Ashide. Hurry. When in the being come by them, Sele Matayalo Yematabu. They Jesu Dinave, Sele Bo Chachi Kamatau, Loyim Biome. Sele Matayalo Ye, Sikan Lucon. Palo Ari Sigan Tamayala, Leso, Chiwo Popia de Ludeshiro Tukumia Gia. Teja de Dijama, Chiwo Powdelu Machilo. Dia Bajogia Yematala Vepin. Chivo Pabia de Dushin, Yabi Bo, Tarime Jauno, Dwagia Ome, Inea, a Dramataya, Haruya, Bejabi. Loyim Biojame, Loyim Bioyena, Adi Lord, Selling Matayalo Yin, see Camp Chetwabi. I think go Powin, see Camp Chetwabi. Siga over Tapaulo she, Sele Tali, Tangwe Tathais or Lord Chetwabi. Adido, right there, I think they discipline ego, Paupia de Dure Miaye, Lore, Nyala, and Adore, Mapiora Upo. Tida, together men, freedom, Lululala, pitching, Lina Yamado, Aka Chetibe. Ke Alo, di Alo Nale, Ubama de Kubiome. Mendo Saige Sija, Mola Saget Asi, Siba. Saige go Lululala Sides or Blue Amuro. Lalo Sidala. Saige wa Matayavi Kedaleti Dala. Maubu. Saige o Lululala Siji, Tia Chade Lina in Lulate. Te wait out painting in Lula Bamla. Saige license bank, Lula is in Mabaye. Lula is in Lepare, the Dale Shide, Saga lines in Lepare, the Dale Shide, Odo Masambu, Lula Bamala, Odo Les Sound, La Saga lines in Lula is in Bare, Ludo Densime, Lula Poo, oh, Neo Dead Densime, Odo Bare, Lula is in Saga lines in Appears on Bare, Lamb Yamia Maume. Get Lamb Yamia Mamu, lines in Lua, yes on there, Puny Jama, Yame Jai. Tadu Lula Tobu. Piojina, Lula Tesura, Dia Chadwego, Laser Lina Babe, Dario Laser Lina, Lupoesia, freedom pin, happiness pilame. Daughter, a good freedom or daughter down so that me freedom teaching, Lepia Majin, me Rigo, me Nale Yella. Me Naro Nanga, Athico, me the Wabao Yella, discipline by me below the water, Logo Laser Lina. Dear Chadwego, Dore Nale, my freedom Jimmy, God citizen Pime. I made on Zanzugia, Dilo Dwaze Jena. Hodenia, Jauna lady, stand up yard, wong and a top yard.
အဲ့လိုနေရာမျိုးမှာမလုပ်ရဘူးဆိုတာကလေးတွေမသိတာအပြစ်မပြောဘူးတို့တော့မဖြစ်သင့်ဘူးလို့သိရင်နောက်တစ်ခါမဖြစ်စေနဲ့ပေါ့ရရတော့ကိုယ်ခံစားချက်ပြောခွင့်ရှိတယ်ဘယ်လိုပုံစံနဲ့ပြောမလဲညှိနှိုင်းရမယ်ရရပြောခွင့်ရှိတယ်အသိအရာငါတို့ဘယ်လိုလုပ်ရင်ကောင်းမလဲဆရာများနဲ့တိုင်ပင်ရမယ်လုပ်တဲ့အခါမှာစီကံသတ်မှတ်ပေးရမယ်ငါတို့ကဥပဒေနဲ့အညီဘယ်လိုလုပ်ရမလဲဒီလိုပြီးတော့မှငါတို့တွေကလွတ်လွတ်လပ်လပ်လုပ်လို့ရမှာပေါ့အခုじゃကိုယ်စိတ်ထဲထင်တိုင်းထထလုပ်လို့တော့မရဘူးဒါကိုနားလည်ငါတို့လူအဖွဲ့အစည်းကပြောစရာကောင်းတယ်တို့တွေကဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်တုန်းကတော်လန်တိုက်ခိုက်ရတဲ့ခေတ်ကိုအဲ့ဒါကြီးကိုတို့ကပုံသေးပေတံကြီးလို့အသေးယူလို့မရဘူးဒီနေ့ကတိဆောက်ရတဲ့ခေတ်တိုက်ခိုက်ရတာလွယ်သလောက်တိဆောက်ရတာတိမ်မွေ့တယ်နော်နဲ့နဲတယ်ခက်ခဲတယ်ပညာပါဖို့လူတွေစိတ်ရှည်ရတယ်ချက်ချင်းတော့မဖြစ်ဘူးတစ်ပင်တပင်တောင်စဘာဒီနေ့ကျဲနောက်တဲ့နေ့ရိတ်သိမ်းလို့ရတာမှမဟုတ်တာတရားဒီစောင့်ရတယ်လို့ပေါ့ငါတို့လည်းမျိုးဆက်တစ်ဆက်တော့စောင့်ရလိမ့်အောင်မယ်အဲ့ဒီမျိုးဆက်ကမင်းတို့ပါပဲမင်းတို့ဒါကိုနားလေတို့တိုင်းပြည်ပြောစရာကြီးဒါကြောင့်ပြောတာပေါ့ see the wall windows says see the wall တခါကြီးတကဘာကိုဖွင့်လိုက်ရင်ကဘာကြီးကိုမြင်အောင်ကြည့်လာပြန်ပြီ roof say တဲ့ဗါတဲ့တော့ခါမောကလေးကပြောတယ်ဘာပြောတော့ aim high ဒါတော့ဘယ်နဲ့စကူတယ်မယ်လဲပါတယ် aim high ရီမန်းချက်ကိုမြင့်မြင့်ထားတဲ့ခါမောလေးကအများအားပြောတယ်မင်းတို့ရီမန်းချက်ကြီးသလားသိသလားမမေးတော့ဘူးအပြုတ်မှုကိုကြည့်ရင်သိတယ်ရီမန်းချက်ကြီးတဲ့သူကအသေးအဖွဲကိုအသေးအဖွဲမှန်းသိတယ်အဆောင်မှနေရတယ်အဲ့ရပတ်စံမှန်မှန်မပို့နိုင်ဘူးရီမန်းချက်ကြီးတဲ့ကြောင့်သာသိခံတယ်နော်ရီမန်းချက်မကြီးတဲ့ကအမေတို့ပတ်စံပို့ခြင်းပို့မပို့ရင်သမီးကကြောင်းထွက်လိုက်မှာနော်ရီမန်းချက်သိကြီးတာမင်းရဲ့အပြုတ်မှုကြည့်ပြီးမင်းရီမန်းချက်အကြီးအသေးကိုသိနိုင်တယ်သားတော်သမီးတို့မင်းတို့ငါတို့သိတဲ့သိတ္တထကပိလဝမင်းနေပြီဘယင်သုရောဒမင်းကြီးရဲ့သားပဲအချိန်တိုင်းရင်ဘယင်ဖြစ်မှာနော်ဘယင်ဆိုတဲ့ပလင်ဟာသိတ္တထဖို့တက်တက်လေးသူမန်းတဲ့ပလင်ကအပရာဇိတပလင်ရီမန်းချက်ကြီးတော့ဘယင်ပလင်ကိုကြောခိုင်းပြတယ်ရီမန်းချက်ကြီးတော့ဝေကိစ္စသားလေးနဲ့မရအောင်ခဏကြောခိုင်းထားခဲ့တယ်တကယ်လို့သာဖျားမလုပ်ပဲဘယင်လုပ်ခဲ့ရင်ရတော်ရဟာဘယင်ကတော့မိဖုရားပဲဖြစ်မှာပေါ့အခုတော့ဖျားဖြစ်သွားတော့ရတော်ရဖျားရဲ့ပါရမီဖြစ်ပဲဖြစ်သွားရတယ်လေရီမန်းချက်ကြီးတဲ့သူကပလင်တောင်ဘယင်ပလင်တောင်တိတ်တိတ်လေးလို့မြင်တာရီမန်းချက်ကြီးတဲ့ခေါင်းဆောင်ကဘယ်တော့မှကိုချိုးမရှာဘူးဗိုလ်ချုပ်အောင်ဆန်းက32နှစ်ငယ်ငယ်လေးပါရီမန်းချက်ကြီးတော့သူ့ဘဝမှာရိုးသားခြင်းနဲ့နေတယ်ကိုချိုးမရှာဘူးကျောင်းသားသမဂ္ဂခေါင်းဆောင်လုပ်ခဲ့တယ်ဗိုလ်ချုပ်အောင်ဆန်းဘယ်သူနဲ့ရည်သားရှိတယ်လို့ကြားဘူးတော့ဘယ်ဖီယာဆိုင်မှာထိုင်နေကြားဘူးတော့သူတို့ခေတ်တော့ကလပ်တွေရှိတာပဲအင်္ဂလိပ်ခေတ်ဒိုတိုတန်တန်လှုပ်လို့ရတာပဲတော့တက်လာတဲ့အညာသားကဲခြင်းကဲလို့ရတာပဲသူ့အမေကဘာပြောပြောငွေပို့နိုင်တာပဲရီမန်းချက်ကြီးတဲ့သူကအသေးအဖွဲကိုအသေးအဖွဲလို့သိတယ်မင်းတို့တွေအားလုံးကရီမန်းချက်ဘလောက်ကြီးသလဲသိတယ်လေမင်းအပြုတ်မှုကိုကြည့်ရင်ငါသိတယ်ရီမန်းချက်မကြီးတဲ့သူကတော့ရီးစားထားတာပေါ့ဖိုင်နယ်ရောက်တဲ့အချိန်ဒီငါ့ဟဲ့ချစ်သူမရှိသေးဘူးရှာပေးတတ်ပါဦးနေချစ်သူကရိုးရိုးမဟုတ်ဘူးပဲလူပဲအသက်ပါတယ်လက်ကလည်းအငိမ့်နေတာမဟုတ်ဘူးဟိုဘူးမြင်စမ်းရင်ဒီဘူးမြင်စမ်းရင်နဲ့နင်တို့ခံရမှာပေါ့ဒါကြောင့်စကားပုံလေးရှိတယ် love တဲ့ကိုတဲ့ဘာပေါင်းလိုက်ရင် feeling ပေါင်းလိုက်ရင်ဘာဖြစ်တော့ရည်စားလို့ခေါ်တယ်တဲ့စကားပုံရှိတယ်လေ boys are many girls are plenty don't be sweetie before you are 23 don't be married before you are 28ဆရာနောက်ကျသွားပြီ boys are many ကဘာပေါ်မှာယောက်ျားလေးတွေအများကြီးပဲသမီးအမိုက်ပုံနေလို့ပဲလမ်းဘေးကခွေးလေးခွေးလွတ်နေလို့ပဲပေါ်လိုက်တာသမီးရဲ့ girls are plenty မိန်းမတွေကလည်းမို့လို့ပေါ်တယ်ပြောရအောင်မယ်မြန်မာစကားပုံရဲ့အတိမ်နဲ့တို့တွေចောင်းသားပေါ်တော့ချက်မြတောင်းသချင်းရှိတယ်လေ
နော်မိမတွေမလို့ပေါ်တဲ့လောကကြီးလေမဆမ်းမကျွန်တော်ကြားခဲ့မှုတာပဲအဲ့ဒါစိတ်ဆိုးရမှာရဲ့သားတို့သိတယ်မွန်နဲ့မြင့်နဲ့ဘယ်ဟာချိုးရခက်တော့မြင့်ချိုးရတာတော်တော်ခက်တယ်မို့ကြတော့မိမကိုမွန်နဲ့နိုင်တာလွယ်လွယ်လေးတဲ့သားတို့ Boys are many, girls are plenty. ကဘာပေါ်မှာယောက်ျားတွေကလည်းတပုံကြီးမိန်းမတွေကလည်းတလေကြီး Don't be sweetie အချစ်ကိုမရှာပါနဲ့ Before you are 23. ဆရာသမီးက9တန်းကလေးကဖြစ်သွားတာ Don't be sweetie before you are 23. Don't be married before you are 28. ဆရာစကားပြောတာနောက်ကျသွားပြီရှင့် ဟုတ်ကဲ့စင်သမီးမသွားပါပြီစင်လို့ပေါ့ဒါကတော့သမီးတို့မြင်သာစေခြင်းလို့ပါသမီးတို့သားတို့ရီမန်းချက်ကြီးတဲ့သူကဒီနောက်ကိုမလိုက်ဘူးဒီစကပုံအတိုင်းသွားတယ်ကဲမင်းကလေးတွေနေဟာနေခန်းစားချက်နဲ့မေးကြည့်မယ်ငါသမီးတို့သရောင်းစားကြော်ဖြစ်ချင်လားသရောင်းစားကြော်ဖြစ်ချင်လားမဖြစ်ချင်ဘူးတယောက်မှာစိုက်ကားသမားတို့သရောင်းစားတို့လက်လုံလက်စားရဲ့ဇနီးမယားဘသူဖြစ်ချင်မှာလဲစစ်ဘိုးတို့ဆရာဝန်တို့အခုလိုပညာတတ်တယ်ဟုတ်ပြီလားကျင်သူတထဇနီးမယားမဖြစ်ချင်ဘူးလားဖြစ်ချင်တာပေါ့သားတို့အဖြစ်ရှင်းရှင်းလေးသားတို့ပြောချင်တာသမီးတို့မပြောပါဘူးသားတို့ရေဘယင်ဖြစ်အောင်ကြိုးစားလိုက်လောကကြီးမှာမိဖုရားမရှာဘူးကွာမှတ်ထားမင်းဘယင်ဖြစ်ဖို့တော့လိုတယ်နော်သရောင်းစားဖြစ်ရင်သရောင်းစားကြော်တောင်မရှိဘူးမင်းတို့ရဲ့ရီမန်းချက်ကြီးမကြီးတော့မသိဘူးအခုထိငါတို့အားလုံးကကျောင်းကိုရောက်တဲ့အချစ်ကြောင်ပြောကြတယ်ပြောပြရစီသမီးတို့ရဲ့ပါဠိကန်လိုက်စမ်းပါသမီးတို့ဘယ်ပါဠိကန်လဲပါဒီပါဠိရောကန်လိုက်ရောဟုတ်တာပေါ့သမီးတို့ပါကိုနမ်းဘူးတဲ့သူရှိတယ်ညီတို့ဘာလျှောက်စဉ်းစားတာတော့ဟုတ်တယ်မင်းညာတော့လေသမီးတို့ပါကိုနမ်းဘူးတဲ့သူရှိတယ်အဖေနဲ့အမေပဲဖေဖေမေမေနန်းထားတဲ့ဒီပေါင်းဒီအစုပ်ပလောက်ကောင်နဲ့နှခမ်းနဲ့အနမ်းခံပါလားဆရာလွန်သွားပြီတားယောက်ျားလေးတွေကိုပြောချင်တယ်ကိုနှခမ်းလေးကိုကင်လိုက်ပါတားလို့ရင်ဟောဒီနှခမ်းလေးကချစ်တယ်လို့မင်းတို့ပြောဘူးတယ်နော်ဘသူ့ကိုစပြောတာလဲအဖေနဲ့အမေကိုချစ်တယ်လို့ပြောတဲ့နှခမ်းဒီအောင်ဒါတွေကိုချစ်တယ်လို့မပြောစမ်းမှန်းတော့တန်မိုးမရှိပဲနဲ့များတဲ့ပြောချင်တာတော့မင်းတို့ရီမန်းချက်ကြီးကြီးထားပါအဲ့ဒီအမေတော်ဆန်းစုကြည်ရဲ့ရီမန်းချက်ကတော့နှစ်20နေရင်မင်းတို့ငါတို့ကိုယုံလို့ပြောခဲ့တဲ့စကားသူတောင်ရှိခြင်းမရှိတော့မယ်ငါကတော့အဲ့ဒီစကားကြားတိုင်းလူငယ်တွေကိုတော်စေခြင်းတယ်ပညာသင်တဲ့ရည်ရွယ်ချက်ဟာကိုကောင်းစားဖို့မဟုတ်ဘူးဒါသူရဥလို့ခေါ်တာစိတ်မဆိုးနဲ့ဒါငါတို့ငယ်တငယ်ချင်းနေမို့လို့သူသပင်ဖြူသွားပြီပထမတစ်ခေါက်တည်းဒုတိယတစ်ခေါက်ငါတို့လည်းအိုသွားတယ်ကွာငါဒီနေ့ကိုစောမြင့်နေမြဲကိုစောမြင့်နေငါလို့ဟိုပစိုးတွေတိုက်ပုံနေနဲ့ငါတက်ရမလားဘောင်းမီနဲ့တက်ရမလားလို့ထွန်းထွန်းမေငါဘယ်လိုတက်ရမလဲလို့ငါအမှန်တမ်းပြောရင်ပစိုးကြီးနဲ့မတက်ချင်တက်လိုက်ငါအဖိုးကြီးမှလူသိသွားမယ်လို့ငါပြောငါဘောင်းမီနဲ့ငါတော့ဝေဖန်လည်းဝေဖန်တော့ကမတက်နိုင်ဘူးအဲ့ဒီမှာနေကျောင်းကဒီအကြီးလေးပြီးတော့ပို့လှသွားတာပေါ့ဟုတ်တယ်လေငါတို့အိုသွားပြီပခုတ်ကူမှာဆရာတော်ဥဥတ္တမလာပြီးတရားဟောတော့တို့6ဦးသားဆရာတော်ဥဝိဇာတာအဲ့တော့ဥစဉ်သူဆရာတော်ဥဥတ္တမဟောတဲ့တရားသွားနားထောင်နေတယ်ကျွန်တော်တင်တိုးရတဲ့ထဲမှာဖတ်ရတယ်ဆရာတော်ဥဥတ္တမဟောတာလိုရင်းတို့ရှင်သိကောင်းတာပဲမင်းတို့လည်းပါနားလဲမယ်အသက်ကြီးတဲ့သူကပုံနားလဲမယ်ဒီမယ်กว่าတယ်ခန္ဓာရှိနေတာနဲ့ဒုက္ခကပူးတွဲပါပြီးသားတယ်ခန္ဓာရှိရင်အိုနာသေးပဲဘယ်သူမှပြေးမလွတ်ဘူးတဲ့ဒါသမီးတို့သိပြီးသားပါလားနောက်တော့နားလေဗုဒ္ဓဘာသာမှန်တယ်ခန္ဓာရှိရင်အိုနာသေးပဲဘယ်သူမှပြေးမလွတ်ဘူးလိုရင်းပြောမယ်အိမ်မှာငုတ်တုတ်ထိုင်နေရင်လဲအိုနာသေးပဲကြုံပါပဲတဲ့ကိုကျိုးရှာနေရင်လဲအိုနာသေးပဲကြုံပါပဲအများကျိုးလုံနေရင်လည်းအိုနာသေးပဲကြုံပါပဲဟောဒီခန္ဓာရသခငုတ်တုတ်ထိုင်ပြီးတော့အိုနာသေးပဲငါမကြုံဘူးဟဲ့လောကအကျိုးသေးဖို့ရင်ဟောဒီအိုနာသေးပဲကိုအပေါင်းချမယ်တဲ့ဥဒ္ဓမပြောတာအဲ့ဒီစကားကိုငါကြိုက်တယ်
ငါတို့တွေပညာသင်တယ်ဆိုတာဟုတ်ပါတယ်ကိုယ့်အတွက်လည်းဟုတ်တယ်လို့ဒိုတိုင်းပြည်ကိုကဲတင်စောင့်ရှောက်ဖို့ဘိုးကျော်ဆန်းရန်ကုန်တက္ကသိုလ်သွားခဲ့တာဒိုတိုင်းပြည်စောင့်ရှောက်ဖို့နော်မင်းတို့ဒီကျောင်းကြီးကိုလာတက်တာတိုင်းပြည်ဝေးပါတယ်တို့မျိုးတို့ရွာကိုပြန်စောင့်ရှောက်ဖို့ပေါ့တို့ရည်မှန်းချက်အဲ့ဒီလိုရှိရပါလိမ့်မယ် Fancy be called ပန်ကာလေးကပြောတယ်စိတ်ကိုအေးထားဒီနေ့ဆိုပို့ပြောလို့ကောင်းတယ်ဟောဒီထဲမှာအမေသေးဦးတဲ့သူလည်းညှိုးထောင်အမေမရှိတော့ဘူးအမေသေးသွားပြီလည်းညှိုးထောင်ပါရပါပြီမထောင်ရင်လည်းနေပါရပါတယ်အမေသေးတိုင်းဘဝသေးပြီလို့တော့မထင်နဲ့နော်အမေမရှိတိုင်းဘဝမရှိဘူးလို့မထင်နဲ့သိတ္တထသူ့အသက်9ရက်မှာပဲသူ့အမေသေသွားပြီမယ်ကြီးမားတဲ့မဟာလူသားမြတ်ဗုဒ္ဓဖြစ်ခဲ့တယ်အမေမရှိပေမဲ့ဘဝရှိတယ်နော်အဖေသေဦးတဲ့သူလည်းညှိုးထောင်ငါရင်စထောင်တယ်အဖေမရှိတိုင်းဘဝမဲ့တယ်လို့မထင်နဲ့နော်ဘိုးကျော်ဆန်းကြာဆုံးချိန်မှာဒေါ်ဆန်းစုကြည်ဖြစ်လာမယ်စုစုက2နှစ်နဲ့1လသူ့အသက်2နှစ်1လမှာအဖေမရှိဘူးဒါပေမဲ့ဒေါ်ဆန်းစုကြည်ဘဝရှိတယ်ဆိုတာတကဘာလုံးသိနေတယ်အဖေရောအမေရောမရှိဘူးဆိုလဲအာမငယ်နဲ့ဟောဒီနာညောင်ပြူပင်ရွာမောင်ကြီးဆိုတဲ့ကလေးလေးအဖေနဲ့အမေရှေ့စင်နောက်စင်သေးတယ်ရွာမှာအမျိုးတွေရှိမယ်မကျွေးနိုင်ဘူးရွာထုံးစံအတိုင်းအဲ့ဒီကလေးဘယ်ရောက်သွားတော့ဘုန်းကြီးကျောင်းပေါ့လေဒီဆရာတော်ကြီးထံကိုရောက်တယ်လေဒီဆရာတော်ဘုရားခိုင်းတာပေါ့လောကကြီးမှာခိုင်းကောင်းတဲ့သူကိုခိုင်းကြစမြဲပဲဟာအဲ့ဒီကမင်းတို့ကနှာခေါင်းရှုံတယ်တခါတရံခိုင်းတာမဟုတ်ဘူးတင်ပေးတယ်လို့အောင်းမေရီမန်းချက်သေးတဲ့သူကငါ့ကိုခိုင်းလိုက်တာလို့မြင်တယ်ရီမန်းချက်ကြီးတဲ့လူငယ်ကြတော့ငါ့ကိုအားကိုးတာလို့မြင်တယ်ငါ့ကိုတင်ပေးတယ်လို့မြင်တယ်မောင်ကြီးဆိုတဲ့ကလေးလေးကဆရာတော်ဘုရားခိုင်းသမျှလုပ်တယ်သူ့ရင်ထဲမှာဆရာတော်ကငါ့ကိုယုံကြည်လို့ငါ့ကိုတင်ပေးနေတာငါ့ကိုနှိမ့်ချနေတာမဟုတ်ဘူးတပည့်စီလဲတာချင်းတူတူငါ့ကိုနှိမ့်ချတယ်လို့မြင်ဘူးဆရာတော်ကငါလဲတာမှသဘောကျတာဟောပြောချင်တာမောင်ကြီးကအဲ့ဒီလိုနေတော့ဆရာတော်ဘုရားနာမှာနေတာကြောင့်ဆရာတော်ဘုရားပြောသမျှစာတွေလိုက်ရင်းနဲ့လက်ရင်းလက်သားစာလှစလုံးပေါင်းတွေကမှန်အဲ့ဒီလိုနဲ့ရိုးရိုးရွာသားလေးအဖေမဲ့အမေမဲ့မောင်ကြီးဟာပဏိတဖြစ်လာတော့လေဒီကျောင်းကဖြစ်တာမို့လေဒီပဏိတဥမောင်ကြီးဆိုတာအဲ့ဒီလိုဖြစ်တာလေစိတ်ကိုအေးအေးထားဘယ်ရာမဆိုကိုတိုင်းလုံးရင်ဖြစ်တယ်ဒါကိုပြောချင်တာနောက်တစ်ခု clock say နိုင်လေးကပြောတယ် every minute is precious ဒီပဲပါလို့အချိန်တိုင်းဟာတန်ဖိုးရှိတယ်တန်ဖိုးဖြတ်လို့မရဘူးတဲ့အချိန်တိုင်းဟာတန်ဖိုးဖြတ်လို့မရဘူးအမှန်ပဲတို့တွေအခုနှုတ်ပြိုခြင်းမရှိတော့ဘူးကွာမင်းတို့ရွယ်တော့ကလေငါတို့တော်တော်လှခဲ့မှာဗျငါတို့အဲ့ဒါပြန်မရတော့ဘယ်တော့မှမရတော့ဘူးနော်သမီးတော့မတည်ဘူးအထူးသဖြင့်မိန်းကလေးတွေကိုပြောချင်တယ်သမီးတို့ဒီလိုအလှအပမျိုးတစ်သက်လုံးပြန်မရဘူးဒီလိုဖြူစင်မှုမျိုးနောက်တစ်ချိန်ဘယ်တော့မှမရှိတော့ဘူးနော်တန်ဖိုးထားလိုက်စမ်းပါကိုယ်ခန္ဓာကိုယ်တိုင်တန်ဖိုးထားမှရမှာလေနေ့ခန္ဓာကိုမိဘလိုက်ပြီးတန်ဖိုးထားလို့ရမလားတော့ခထားတော့မလုံဘူးဟဲ့နေမငြိမ်ရင်မလုံဘူးတောင်းလို့လည်းပြောချင်တယ်ဒီရွယ်မှာလေဒီလိုချမ်းမာရင်နဲ့ဒီလိုအုံတော့ဒီလိုအတွေးခေါ်ဒီအသက်အရွယ်မှာပဲရှိတယ်တို့အရွယ်မေ့တတ်ပြီနော်တို့တွေတခါတလေစကားတွေအကြောင်းထက်တယ်ဒါတော့မှအသက်60စွန်းစွန်းလေးပဲရှိသေးတယ်ငါတို့ပြောချင်တာတော့မင်းတို့တွေအားလုံးအချိန်ကိုတန်ဖိုးထားပါတို့တိုင်းပြည်ကိုအချိန်တန်ဖိုးထားလို့သာပြောတာဒေါ်စန်းစုကြည်85နှစ်ဖြစ်နေတာကိုတချို့ကတန်ဖိုးမထားဘူးသူတေးဘာလို့မဲဆိုအခုကကြိုအကွက်ချနေတဲ့ခန်းညံ့ညံ့လူတွေကရှိသေးတယ်ငါတို့ကအဲ့ဒီလိုအကွက်တွေကိုလိုချင်တာမဟုတ်ဘူးသူမရှိတော့တဲ့နောက်ဒီတဲ့ကောင်းအောင်ငါတို့ဘာလို့လက်တွဲလုပ်မလဲဆို collaboration ကိုလိုချင်တာငါတို့က connectivity ကိုလိုချင်တာ communication ကိုလိုချင်တာငါတို့ကအခုဟာမဟုတ်ဘူး coordination လည်းမဖြစ်ဘူးအခုဟာငါတို့စဉ်းစားရမယ့်အချက်တွေအများကြီးပဲဘာပဲပြောငါတို့အားလုံးကတော့အချိန်ကိုမင်းတန်ဖိုးထားအထူးသဖြင့်ဒီနေ့ခေတ်မှာအင်္ဂလိပ်စကားကိုကျွမ်းကျင်အောင်လုပ်ထားပါ
ကြိုက်တဲ့ major တဲ့အင်္ဂလိပ်စာအင်္ဂလိပ်စကားကျွမ်းကျင်ရမယ်နောက်တစ်ချိန်မှာအဲ့ဒါမပါဘဲနဲ့လူလုံးလို့မရတော့ဘူးငါတို့အဖေငါတို့အမေခေရတယ်ငါတို့နည်းနည်းရတယ်အင်္ဂလိပ်လိုလေးနည်းနည်းလောက်ရရင်ဖြစ်တယ်မင်းတို့じゃအင်္ဂလိပ်လိုတော်တော်ကိုရမှာဖြစ်မယ်အထူးသဖြင့်အခုထိုင်နေကြတဲ့ဗမောက္ခတွေဆရာကြီးတွေငါတို့ရဲ့မွေးသက်ကြီးအတိအကျမသိပေမဲ့ငါသိတယ်ဆရာမတို့ကျွန်တော်တို့ရဲ့မွေးသက်ကြီးက19နဲ့စတာဗျ1900တခုခုပဲဒီကလေးတွေက20နဲ့စတာအများစုနင်တို့က20 version ငါတို့က19 version အောက်နေပြီငါတို့ကနင်တို့က version မြင့်နေversion သာမြင့်တာ application အညံ့နေထက်တော့ပိုဆိုးတာပေါ့ version မြင့် application လည်းကောင်းကောင်းလေးထည့်ပြီးတော့ upload download လုပ်မှာပေါ့အချိန်ကိုအသုံးချစမ်းပါအင်္ဂလိပ်စာကျွမ်းကျင်အောင်သင်စမ်းပါနွေရာသီကျောင်းပိတ်လို့ရှိရင်ကြောင်ချောက်ချားတွေရှောက်လို့မနေနဲ့ speaking ကောင်းကောင်းလုပ်အင်္ဂလိပ်စာအနည်းဆုံးဝတ္ထုတိုလေးတစ်ပုဒ်လောက်ကိုစူးစမ်းပြီးဖတ်ဘာသာပြန်ကိုယ့်ဘာသာကိုလုပ်ကြည့်ဟာဒီထဲမှာတယ်လီဖုန်းထဲမှာသင်ကျင်စရာတွေအများကြီးပဲရှိတယ်သွားတက်စရာတော့မလိုဘူးဒီတယ်လီဖုန်းထဲမှာ Facebook ကြီးကိုမသုံးနဲ့မပြောဘူး communication အတွက်လိုအပ်တယ်နေ့တိုင်းတင်မနေပါနဲ့မပြင်းသေးဘူးလားဟဲ့အခုထိမပြင်းသေးဘူးလားငါမေးချင်တာကျတော့ငါလည်းပြင်းလာပြီဥပုံအကောင့်အတုတယ်လည်းအများကြီးပဲငါဖုန်းတိုင်းဥပဲသုံးတာဥပုံဓာတုမှန်သမျှအတုကြီးပဲဥပုံအတုတယ်လည်းအောင်မြင်တယ်နော် follower ပေါင်းလေ16သိန်းလို့15သိန်းလို့ဗျဘလူးမတောင်တို့ကရတယ်ငါမှပြင်းနည်းနည်းလေးတကယ်ချင်း3000ကျော်ပဲထားတယ်ငါ friend request ဘယ်သူမှငါမလုပ်ဘူးငါ Facebook လေ face to face ပြမှာငါ book လုပ်မှာပေါ့ face to face မဖြစ်ရင်ငါထက်မှငါ book မလုပ်ဘူးထားတော့စကားဖေးရောက်သွားမှာဆိုမင်းအချိန်ကိုအသုံးချပါအချိန်ဖြုတ်မနေပါနဲ့မင်းတို့ခင်မှာရှင်ပြိုင်မှုမြန်မယ်နော် speed နဲ့သွားနေတဲ့ခင်မှာမင်းတို့ကြံခဲ့မှာဆိုလို့ပါနောက်တစ်ခုလာပြန်ပြီ Mera say ကြည်မှန်လေးကပြောတယ် reflect before your act မင်းလောက်တဲ့အတိုင်းဖြစ်မှာမပူနဲ့မင်းလောက်တဲ့အတိုင်းဖြစ်မှာကိုကောင်လေးခေါ်တဲ့ဆိုင်ကယ်နောက်ကိုကလိုက်သွားမိတာကိုညင်းနဲ့ပဲ9ခါရှိပြီးညင်းရတာ4ခါလုံးကတော့သူ့သဘောပဲ9ခါလည်းညင်းနဲ့ကိုသဘောဖြစ်အောင်မှာမြင်သေးတယ်ဒါကြောင့်ပြောချင်တာကတော့လောကကြီးမှာအသေးခွဲရင်ပြောက်တဲ့ဆေးသတိရရင်မျက်ရည်မလဲတဲ့ဆေးပဲအော်မနေနဲ့အောင်မြင်မှုရဖို့လဲဘယ်ဆေးမှတောက်လို့မရဘူးအောင်မြင်ဖို့အတွက်ဘယ်ဆေးတောက်မှအောင်မြင်တယ်ဆိုတာမရှိဘူးစ조사ခြင်းမှတပါတခြားနည်းမရှိဘူးမြန်မာနိုင်ငံကြီးတိုးတက်ဖို့ဘယ်ဆေးတောက်ရမလဲလို့မမေးနဲ့စီလုံးချင်းရှိရမယ်ညီညွတ်ချင်းရှိရမယ်ဥဆောင်သူရဲ့မေတ္တာတရားကိုတကယ်နားလည်ရင်ငါတို့တွေဘာလုပ်ရမယ်ဆိုတာငါတို့သိရလိမ့်မယ်လူတရားအောင်မြင်ဖို့စေးတောက်လို့အောင်မြင်တာမဟုတ်ဘူးတတိယလာလဲမင်းစိတ်ပဲအသက်ကွဲတာလဲမင်းစိတ်ပဲမင်းစိတ်ကိုပြင်မရမှာလေဒီတိုင်းပြည်ကြီးပြောင်းလဲဖို့ငါတို့စိတ်ဓာတ်တွေပြင်ရလိမ့်မယ်အသက်ကွဲရင်ပြောက်တဲ့စေးပဲအော်မနေနဲ့အောင်တိုင်းပြည်တိုးတက်ဖို့ငါတို့စိတ်ဓာတ်တွေဘယ်လိုခိုင်မာအောင်ပြုတ်ထောင်မလဲလာပြီcalendar say calendar ဆိုတာဘာလို့ဒီနေ့ဘယ်နေ့တော့ February လ25မနေ့ပြန် February 24 24မဟုတ်ဘူးလားပြကြရင်လေးကဒီနေ့ February 25မနေ့ပြန် February 26 29 28ဟဲ့ပြကြရင်လေးကup to date ကိုကတော့ up to date မဖြစ်ဘူးကိုရွာပြန်သွားလိုက်အဖိုးတော်ကလည်းဒီအိမ်အဆောင်လေးပဲအမေလက်ထက်လည်းအိမ်လေးကအဆောင်လေးပဲကိုအိမ်တို့ကိုလက်လည်းအဆောင်လေးတို့ up to date မဖြစ်ဘူးငါတို့တွေ up to date ဖြစ်အောင်လုပ်ရလိမ့်မယ်ကဘာကြီးပြောင်းသွားပြီတင်ကြားတဲ့နည်းစနစ်တွေပြောင်းသွားပြီလေ့လာတဲ့ပုံစံတွေပြောင်းသွားပြီဒါကြောင့်အမေတော်စန်းစုကြည်ကအကောင်လိုက်ပြောင်းတယ်အဲ့ဒါကိုကြောကြောင်နေရထပြောတယ်တဲ့ပြောမယ်ဒို့တွေဘွဲရတယ်လို့မပြောဘူးကြောင်းပြီးပြီလားလို့ပဲပြောခဲ့ကြတာနော် completion လို့ပဲပြောတာကျွန်တော်တို့တက္ကသိုလ်ဆယ်တန်းကို completion ပေးမယ်ဆိုတော့အော်ကြတယ်ကလေးတွေတက်ပါမလားတဲ့ပြောမယ်ဘယ်သူမှတကယ်မတက်ဘူးပညာကအကြီးပဲတက်အောင်သင်လို့မရဘူးစာကိုချစ်အောင်တော့သင်လို့ရတယ်
ဓာတုဗေဒကိုတို့ချစ်အောင်တော့သင်တတ်တယ်စိတ်ဝင်စားအောင်သင်မယ်ချစ်အောင်သင်မယ်တတ်အောင်သင်တယ်ဆိုတာမဖြစ်နိုင်ဘူးဘာသာရပ်ကအကျယ်ကြီးကိုဒီတော့ငါတို့တွေကဘာပဲဖြစ်ဖြစ်ပညာရေးပြောင်းသွားပြီ up to date လုပ်နေတယ်ငါတို့နားမလည်ဘူးနားမလည်တော့တို့ရှောက်អော်တယ်ကဘာကိုလည်းထွက်ကြည့်အောင်ကဘာကြီးမှာသင်ကြားတဲ့နီးစနစ်တွေသင်ကြားတဲ့ပုံစံတွေတို့ရှိမှာမသင်မနေရပညာရေးဟုတ်တယ်ဒါပေမဲ့သင်ခြင်းနဲ့ပညာရေးကိုသင်ခွင့်မရဘူးနိုင်ငံတကာမှာမသင်မနေရပညာရေးလည်းဟုတ်တယ်ကလေးတွေသင်ခြင်းတာကိုသင်ခွင့်ပေးတဲ့ပညာရေးလည်းဟုတ်တယ်အဲ့ဒီပညာရေးကြောင့်တီးတန့်ပြောခြင်းတည်းပြောနေပြီးမှမဟုတ်ဘူးနောက်တစ်ခု door တက္ကမကြီးကစေပြောတယ်ဗါတဲ့တော့ don't miss မလွဲချော်ပါစေနဲ့ the opportunity အခွင့်အရေးမှန်သမျှလဲလို့ဆုံးရှုံးမခံနဲ့ကလေးတို့ရေအခွင့်အရေးရနေတယ်မင်းတို့မသိဘူးမင်းတို့မိဘများအကြောင်းတစ်ခုခုနဲ့ဟောဒီအကြောင်းကိုထားနိုင်လောက်အောင်ပတ်စံရှိနေလို့နော်ဒီအခွင့်အရေးကိုရအောင်ယူပါဒါအခွင့်အရေးတစ်ခုပဲဒီနေ့စကားပြောခွင့်ရတယ်ကိုယ်တငယ်ချင်းကဆက်တယ်ဟဲ့တငယ်ချင်းမောင်ဖုံးဘာညာညာမင်းဟိုနေ့ကမင်းချင်းပြည်တယ်နေတိုက်တယ်ကွာမင်းရွှေ့လိုက်အေးတငယ်ချင်းရွှေ့တယ်ကွာလို့ဒါငါအတွက်အခွင့်အရေးပဲတငယ်ချင်းငါဒါဘာလို့ငါလွဲအောင်လုပ်မှာတော့ဒါငါကြိုးစားပန်းစားပြောရမှာပေါ့ကိုစောမြင့်နေရတော့ဆရာကြီးပထမ presentation ပွဲကနည်းနည်းလေးမယ်ဗျာတဲ့ခင်ဗျာကျွန်တော်ချက်ချင်းပဲပြင်တယ်တနေ့ကိုဒါရအောင်ကျွန်တော်ချက်ချင်းလုပ်တယ်ငါဘယ်အချက်တွေပြောမယ်ဘယ်အချက်တွေမပြောဘူးတတမောင်သိန်းအခုတို့တာဝန်ပေးတယ်လူကျွန်းစခန်းတွေရောတက္ကသိုလ်တွေရောဗလာ9000ဟောပါတဲ့ဟိုဒီလှိုင်တက္ကသိုလ်သွားဟောတာကိုမအောင်မြင်ခဲ့ဘူးသူပေါ်ပွားရညားလွန်းပြီးတော့လေးသွားတယ်မကလေးဆိုတာလူလေးမှသူကတွတ်လက်လက်ဖြစ်မှာပေါ့အပြန်ပြင်ရမယ်ကိုသိသွားတယ်တတမောင်သိန်းပြောတယ်စကားပြောမယ်ဆိုရင်မင်းတဲ့အချက်ဘာမပြောဘူးလဲဆိုတာစုံဖြတ်တယ်ဟောတတမောင်သိန်းတို့ပြောဘူးလေဘာမပြောဘူးလဲဆိုတာခုနသူရဦးစင်မောဒေါက်တာသူရဦးတက်ပြောတယ်သူ့စိတ်ထဲမှာဘာမပြောဘူးလို့သူဆုံးဖြတ်ပြီးတော့တက်တာနှစ်ဘာပြောမယ်ဆိုတာဆုံးဖြတ်ရတယ်သုံးလူကိုကြည့်ပြီးဘယ်လိုပြောမယ်ဆိုတာဆုံးဖြတ်ရတယ်လေပြောခွင့်ရတာလေအချိန်ကိုရှော့ပြောရတယ်ပုံပြောဟာဘူးတဲ့ဆရာကြီးကငါ့ကိုပြောတာအခုလည်းငါကဒီ point လေးကိုစနစ်တကျပြင်တော့စကားဘေးမရောက်တော့ဘူးပေါ့ဟုတ်တယ်တက္ကမကြီးကပြောတယ်အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးမခံနဲ့နော်မင်းတို့တွေအခုရနေတဲ့အခွင့်အရေးကဘာလဲမင်းကိုယ်တိုင်မြင်အောင်ကြည့်ပါနောက်တစ်ခုချုပ်ညင်လို့ပါ love တဲ့ကိုဘာပေါင်းရင်ယုံကြည်မှုပေါင်းရင်တငယ်ချင်းလို့ခေါ်တယ်ငါသမီးတို့သိပါတယ်ညီတို့မှာယောက်ျားလေးတငယ်ချင်းရှိတယ်ယောက်ျားလေးမှာလည်းမိန်းကလေးတငယ်ချင်းရှိတယ်တချို့ကောင်တွေကယုံကြည်မှုကိုအလွဲသုံးစားလောက်တယ်လေလူလက်တံနဲ့လက်ကင်တဲ့ကောင်အကဟုတ်တယ်မလားယုံကြည်မှုကိုအလွဲသုံးစားလောက်တာတငယ်ချင်းလို့မခေါ်ဘူးတငယ်ချင်းဆိုတာကဘာပေါ်မှာစိတ်အချဆုံးယုံကြည်သူပဲကိုအမေအဖေမပြောတဲ့စကားကိုတငယ်ချင်းကိုပြောတယ်ဒါကြောင့်မို့လို့ love ထဲမှာဘာတဲ့ရင် friend လို့ခေါ်တယ်အဲ့ဒီတော့ဒီအကြောင်းတွေပြောတကယ်ချင်းကိုလည်းအထိပ္ပယ်တွေအများကြီးပြောချင်သေးတာကွာနိုင်ဝက်လောက်ကြာသွားမယ်အခုတို့စကားပြောတာတနာရီနဲ့7မိနစ်ရှိသွားပြီဒါကြောင့်တို့အများကြီးမပြောဘူးတကယ်ချင်းကိုတချင်းနဲ့ပြောကြည့်ချင်ဒီနေရာမှာယုံကြည်ရပါလဲလို့ပြောရင်တော့နောက်နှစ်20နေရင်စင်ကာပူကိုကြော်ရမယ်ဆိုတာတို့ကယုံတယ်ဘာကြောင့်လို့မင်းတို့ကိုယုံလို့ပဲ infrastructure တွေကတော့မြန်မြန်တိုးတက်လာမှသိကြတယ်အခုတန်လင်းဘက်မှာလမ်းတွေတို့မန်းလေးမြို့ပေါ်ကလမ်းတွေလာကြည့်ခဏလေးနဲ့တိုးတက်လာတယ်ငါတို့စိတ်ဓာတ်တွေကိုတော့10နှစ်လောက်တော့ပြုပြင်ယူရလိမ့်မယ်ဒီကနေ့ထီလာတဲ့ယူရချက်ကဒီတစ်ချက်ကိုအဓိကပြောချင်တာပါအဓိကပြောချင်တာဒီလေကားဒီကလေးကိုမှတ်ထားပေးပါအောက်ဆုံးကဘာလို့ right ကတာဝန်နဲ့တွဲနေတယ်မင်းဟာရပိုင်ခွင့်ဟာတာဝန်နဲ့တွဲတယ်သိပါဒုတိယက ethic ကတိတတ်မှုနဲ့တွဲတယ်ပြီးတော့ discipline ကစောင့်ထိန်မှုနဲ့တွဲတယ် law ကြတော့လေးစားလိုက်နာမှုနဲ့တွဲတယ် freedom ကြပျော်ရွှင်မှုနဲ့တွဲတယ် good citizen ကတော့ဖွံ့ဖြိုးတိုးတက်မှုနဲ့တွဲတယ်ဘယ်တော့မဆို right မှာလဲ my right ရှိတယ် our right ရှိတယ် public right ရှိမယ် school right ရှိမယ် student right ရှိမယ် family right ရှိမယ်အစရှိတယ် right မှာလဲအကြီးအသေးရှိသေးတယ်ဘယ်ဟာအကြီးဘယ်ဟာအသေး do and don't ကိုခွဲခြားနားလဲပါ
2020မှာဒူးသင်နာကိုဒူးမှဒိုတိုင်းပြည်ပြောင်းမှာနော်ရွာပြန်ရောက်ရင်အဖေတို့အမေတို့ကိုပြောဖေဟာကိုဒူးမှတိုင်းပြည်ပြောင်းပါလဲဖေဟာတွေကိုဒုံမှတိုင်းပြည်ကောင်းပါလဲဆိုတာမင်းတို့သိပါတယ်ဒူးသင်နာဒူးဖို့မင်းတို့16နှစ်ကြော်တဲ့လူတွေအများကြီးပါဒူးသင်နာကိုဒူးဒုံသင်နာကိုဒုံပြီးငါတို့တွေအားလုံး love ထဲမှာဒူးနဲ့ဒုံကိုထည့်ပြီးပေါင်းလိုက်ကြပါစို့အားလုံးမင်္ဂလာပါPairing ယခုလိုဟောပြောပေးပါသောဆရာကြီးဦးဖုံးဓာတုအားကျေးဇူးအထူးတင်ရှိပါရရှင်ဆက်လက်ပြီးအစီအစဉ်အရမုံရတက္ကသိုလ်ပမောက္ခချုပ်ဆရာကြီးဒေါက်တာသူရဦးကဆရာဦးဖုံးဓာတုအားဂုဏ်ပြုလက်ဆောင်ပေးအပ်မှာပဲဖြစ်ပါရရှင်သို့ဖြစ်ပါ၍ဆရာကြီးရှင်ဂုဏ်ပြုလက်ဆောင်ပေးအပ်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါရရှင်